ဒီကလေးမောင်ထုံးကိုခေါ်တွေ့ရတဲ့ကြောင်းကျမကလေးရဲ့ပညာရေးနဲ့ပတ်သက်ပြီးနည်းနည်းလောက်ဆွေးနွေးချင်တော့လားဟုတ်ကဲ့ပြောဒီကလေးကအရင်အစော့တန်လားရှင်အဲ့တော့အခုလာပဲဆောင်ဝဲမှာ2ဘာသာအောင်ကြာတယ်အဲ့ဒါကြောင့်မို့ကျမကလေးရဲ့အဖေနဲ့ကလေးရဲ့ပညာရေးကြောင့်နည်းနည်းပါးဆွေးနွေးပြတယ်ဟိုကျွန်တော်ကလေးဘယ်လိုမဟုတ်ဘူးခင်ဗျာရှင်ကလေးတွေပေါ်ကနေဘာဖြစ်လို့ဒီလာရလဲဟောဒါနဲ့မိတ်ဆက်ပေးအောင်မယ်ဒါကိုချစ်ကိုရုံးနယ်ပစ္စည်းလုပ်ငန်းတွေမှာဒီဇိုင်းပုံပေးနေပကြီးဆရာလေးတယောက်ပေါ့ဟုတ်ကဲ့ပါနေသမောမင်းကဘာဝင်မှလည်းမရှိဘူးဘာလောက်ကင်မှလည်းမရှိပဲဘာလေးတဲ့အင်ဂျီကိုစားဝယ်ရတာဝတ်ကျင်လို့ပေါ့ကွာဟာအဝတ်ဝတ်ကျင်လို့ရှိရင်အလုပ်လုပ်ရတယ်ကွာမင်းကဘာလုပ်ဘာကင်မှမရှိမနဲ့အဝတ်ချရတယ်ဆိုတော့မင်းဟာလေဝါမရှိပဲဝီးလုပ်ချင်တဲ့ကောင်ပဲလူမအဝတ်တောင်းမှကိုတဲ့မင်းအခုအဝတ်ဝတ်ချင်တယ်မို့လားအလုပ်လုပ်ရမှာပေါ့မင်းကိုပြန်မေးကြည့်လိုက်တာဘာကောင်လဲလို့ကျွန်တော်ဆိုမပေါ်တော့ဘတော်မှအကောင်းမမြင်ဘူးဘတော်မှလည်းအမြင်ကြည့်နေမှာမဟုတ်ဘူးဟုတ်ရ你喂，都考了。အညိုရဲ့မင်းကမုန်းလို့လိုက်တာမဟုတ်ပါဘူးကွာမင်းကချစ်လို့ဆုံးမမင်းကိုရရင်မင်းအသားနာတယ်ငါနှလုံးသားပူပြီးတော့ငါကျင်ရပါတယ်ညီလေးရမင်းကတော့ဘတော်မှမလိုက်တော့ဘူးမင်းနဲ့ပတ်သက်ရင်အမြဲလို့စိုးရိမ်နေတဲ့ငါတနေ့တစ်ချိန်တော့မင်းနားနဲ့လာပါလိမ့်မယ်မင်းတို့ငါတို့အားလုံးဒီပြန်လည်လေးကိုပြန်လည်ပြင်ဆင်ချင်တာအဲ့လိုဖြတ်သန်းနေတာစိန်သွားလို့ချက်မြက်တဲ့ဉာဏ်လေးကိုပထဝီကြီးကိုရင့်ကျက်ခိုင်းမာတဲ့စိတ်ရက်ပြင်လေးကိုမင်းကပက်က